ညာဦးပိုင်းရဲ့မှုန်ပြပြလင်းအောင်မှာရွာပြင်ကဘူတဲဦးကြီးကကြောက်စရာထီးထီးကြီးရှိနေပါတယ်ကျွန်တော်ငယ်ဘဝတုန်းကလူကြီးတွေပြောလို့ရှိတယ်မြူဆိုင်နေတဲ့ညမှာမိအောင်မြင်နေရတဲ့တစ်စီ6တဲ့ဘူတဲဆိုတဲ့ပုံပြင်ကနားထဲမှာကြားရောက်လာမိပါတယ်ရွာလူများအမြဲပြောလို့ရှိတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြူတွေလွန်ဆိုင်တဲ့ညတညအကြောင်းပေါ့အဲ့ဒီညကနေဝေးကလာတဲ့ခီးသွားတယောက်ဟာဘူတဲကြီးအပေါ်ထက်ပတင်းပေါက်ကနေလင်းထိန်နေတဲ့မိအောင်ကိုလှမ်းမြင်ခဲ့ရတယ်။သူကအထဲမှာလူရှိတဲ့မှတ်နဲ့ကူညီတောင်းဖို့ဘူတဲတဲကိုဝင်သွားခဲ့တာပါ။ဒါပေမဲ့သူခြေလှမ်းလှမ်းလိုက်တိုင်းမြင်နေရတဲ့ဘူတဲဘော်ကမိအောင်ကတဖြည်းဖြည်းမှိန်သွားပြီးသူဘူတဲတဲကိုရောက်တဲ့အချိန်မှာမှောင်မဲနေတဲ့ခန့်လွတ်ကြီးပဲကျန်ပါတော့တယ်။အဲ့ဒီခီးသွားအကြောင်းလန့်တကြားနဲ့ဘူတဲတဲကနေပြန်ထွက်ဖို့အလုပ်ပေါ်ကနေဘုံနဲ့ရာခုသူ့ရှိကိုပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒါကတော့ပုံပြက်ပန်းပြက်တဲ့တစေးတစ်ကောင်ပါပဲ။သူကဘာမှမစင်းစားတော့ပဲအသက်လူပြေးခဲ့ရတယ်ဆိုတဲ့ဒီဇလန်ကကျွမ်းမှာတော်လေးကိုရည်ပန်းစားခဲ့တာပါအခုတော့ကျွန်တော်ကဒီပုံပြင်ကိုဗီဒီယိုရိုက်ကူးဖို့ Facebook က Ghost Hunter တယောက်ဖြစ်ရွာကိုပြန်ရောက်လာခဲ့ပါပြီဘူရဲကြီးကိုရောက်တော့ကျွန်တော်ပြင်ကနေလှမ်းပြီးအရင်ကြည့်မိပါသေးတယ်ဘူရဲပေါ်မှာပုံပြင်ထဲကလိုမီးအောင်များမြင်ရမလားလို့ဟာဒါပေမဲ့ဘာမီးအောင်မှမရှိပဲအားလုံးကတိတ်ဆိတ်မှောင်မဲနေပါတယ်ဘူရဲတွေကိုကျွန်တော်ဝင်လိုက်တာနဲ့တကူလုံးစိတ်ငနေဖြစ်သွားပြီးကြက်သိမ်းမွေးခြင်းတွေထလာပါတယ်ဘူရဲရဲ့တောင်စွန်းအမောင်ရိပ်ထဲမှာလူရိပ်တစ်ခုကိုအထင်ရှားမြင်လိုက်ရလို့ပါပဲသူကဒီမှာညာရင်မလို့လားဗျာလို့ပြောလိုက်တော့ကျွန်တော်ကလမ်းဖြန့်သွားပြီးအော်မီတော့မယ်ဆဲဆဲမှာပဲသူကဆက်ပြောလိုက်ပါတယ်မကြောက်ပါနဲ့ဗျာကျွန်တော်တည်ရမဟုတ်ပါဘူးဆိုတဲ့သူ့ရဲ့စကားသံကြားတော့မှကျွန်တော်လည်းတက်ပြင်းချနိုင်သွားပါတယ်လန့်သွားတာပဲဗျာတည်ရမှတ်လို့ကျွန်တော်ကပြောလိုက်တော့သူကခတ်အိုးရေလိုက်ပါတယ်ကျွန်တော်စိတ်ထဲမှာအော်ဒီလူတယောက်တည်းဒီလူနေရာမျိုးမှာဘာလို့လာနေရပါလဲလို့တွေးမိပြီးသိချင်စိတ်နဲ့သူ့ကိုခမရကတယောက်တည်းဒီမှာနေရတော့ကြောက်ဘူးလားဗျလို့မေးလိုက်ပါတယ်သူကခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းလိုက်ပြီးပြုံးလိုက်ပါတယ်ကျွန်တော်ကမျက်စိမမြင်ဘူးဗျဆိုတဲ့သူ့ရဲ့စကားသံကြောင့်ကျွန်တော်သူ့ကိုစာနာစိတ်ဝင်သွားမိပါတယ်သူကမျက်စိမမြင်ရတဲ့သတောင်းစားတယောက်ဖြစ်ပြီးနေစရာနေရာမရှိလို့ဒီနေရာမှာလာပြီးခိုးခတ်နေရတာဆိုတာကိုသိလိုက်ရပါတယ်သူကအမောင်တူကိုမမြင်ရသလိုကြောက်စရာပုံတွေကိုလည်းဂီးမဆိုင်နိုင်ရှာပါဘူးဒါပေမဲ့ကျွန်တော်ရဲ့လက်ကင်ဖုန်းကမီးအောင်ကသူ့ရဲ့ခုံနောက်ဘက်ကအမောင်လေးကိုအမှတ်မထင်ကြားရောက်သွားတဲ့ချိန်မှာတော့ကျွန်တော်တွေ့အေးခဲသွားပါတော့တယ်အဲ့ဒီမျက်စိမမြင်ရတဲ့သတောင်းစားကြီးရဲ့နောက်ွယ်ကအမောင်တူထဲမှာရက်နေတဲ့အေယာမရိပ်မဲကြီးတစ်ခုကိုမြင်လိုက်ရလို့ပါသူ့ရဲ့မျက်နှာကပုံပြက်ပန်းပြက်နဲ့သွေးပြက်စရာကောင်းလာပြီးပါးစပ်ကြီးကိုဖြဲကကျွန်တော်ကိုစိုက်ကြည့်နေပါတယ်သူကမျက်မမြင်သတောင်းစားကြီးကိုဘာမှမလုပ်ဘဲသတောင်းစားကြီးရဲ့နောက်ွယ်ကနေကျွန်တော်ကိုသာစိမ့်စိမ့်ကြီးကြည့်နေပါတယ်မျက်စိမမြင်တဲ့သတောင်းစားကြီးကတော့ပြုံးမြဲတိုင်းပဲပြုံးနေပါတယ်သူမမြင်ရပေမဲ့ကျွန်တော်ကတော့တစီကိုအတိုင်းသားမြင်နေရပါတယ်ရှစ်လူကြီးတွေပြောခဲ့တဲ့ပုံမြင်တဲ့ကပုံပြက်ပန်းပြက်တစီဆိုတော့အခုကျွန်တော်ရှေ့တက်တယ်မှာပါတရောင်းစားအဖိုးကြီးကအေးဆေးစွာပဲမေးလိုက်ပါတယ်ဘာဖြစ်လို့အတန်တိတ်သွားတာလဲဗျတခုခုမြင်လို့လားဆိုရဲသူ့ရဲ့အမေကိုကြားပေမဲ့ကျွန်တော်စကားတစ်လုံးမှသူ့ကိုပြန်မပြောနိုင်တော့ပဲကင်မရာကိုပစ်ချပြီးဘူတဲကြီးနဲ့ဝေးရနေရကိုအသက်လူထွက်ပြေးလာခဲ့ရပါတော့